ဇလန်အစမှာတင်ပင်လယ်လိုင်းတဘိုးတွေကိုဖျက်ကျော်ပြီးခရီးနှင်နေတဲ့ငါးဖမ်းစက်လေကြီးတစ်စီးပေါ်မှာကျွန်တော်တို့ရဲ့ဇက်လိုက်ညူမီဟာသူ့ရဲ့ကွယ်လွန်သူဖေဖြစ်သူပေးခဲ့တဲ့လှုပ်ဝက်ရည်အောက်စရာနဲ့ရေစီးကြောင်းတွက်ချက်နည်းပညာကိုသုံးပြီးတော့တခြားဘလို့ခင်မီရေးဓာတ်တွေတောင်ရှာမတွေ့နိုင်တဲ့တန်း30တန်းအစင်းမြင့်ရွှေဝါရောင်တူနာငါးအုပ်ကြီးကိုမိအောင်ဖမ်းပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့အမျက်ခွဲဝေတဲ့နေ့မှာတော့လောဘဇောတိုက်နေတဲ့လှေပိုင်ရှင်မျက်မှန်စွတ်တထေးကဂတိမတီပဲလူအများရှိမှညူမီကိုဒေါ်လာ3000ပဲပြစ်ပေးပြီးမောက်မောက်မာမာနဲ့မင်းမငါရဲ့ဒီလေကြီးတာမရှိရင်ရေထဲကငကားကိုမြင်ရရင်တောင်ငကားမုတ်စိတ်တမွေးတောင်ရမှာမဟုတ်ဘူးမင်းရဲ့တော်တဲ့ပဲမင်းပြန်သွားလိုက်တော့ဆိုပြီးနှာခေါင်းတစ်ချက်ရှုံကလူအများရှိမှတိတ်ခါချပြီးမျိုးမိကိုလှေပေါ်ကနေရက်ရက်ဆက်ဆက်နှင်ထုတ်လိုက်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့အဲ့ဒီမျက်မှန်စွတ်တထေးကြီးဟာတန်းပေါင်းများစွာတန်းနဲ့သူ့ရဲ့စိန်ခံအပျော်စီးတင်မောအကြီးစားကြီးနဲ့ပင်လယ်ပြင်ထဲကိုဒေါသတကြီးထွက်လာပြီးတော့မျိုးမိမပါပဲငါထပ်ဖမ်းဖို့စူးစမ်းပါတော့တယ်တင်းဘောပေါ်မှာသူတို့ကြွားလုံးထုတ်ထားတဲ့ခင်မီစစ်သုံးရည်ဓာတ်တွေပြင်ဤပညာမြင့်ဆက်တွေအစုံလင်တက်ဆင်ထားပေမဲ့ရေဒါစခရင်ပေါ်မှာရေမော်ပင်တပင်တောင်ရှာမတွေ့ပဲဝုန်းတိုင်းကျဲနေတာကြောင့်ကပတိန်ခမ်းမတဲ့ကိုတထေးကဒေါသတကြီးနဲ့စပွဲကိုရိုက်ပြီးဝင်လာကတီတစ်ခေါက်ထွက်တာစီဘိုးတင်8သိန်းတောင်ကုန်သွားပြီးဘာလို့ငါးတကောင်မှမမိတာလဲဆိုပြီးအော်ဟစ်ဆူပူပါတော့တယ်အဲ့ဒီအခါတင်မောဘော်ကနိုင်ငံသားစက်မှုပညာရှင်ကြီးကတော့နီးပညာပိုင်းနဲ့စနစ်တွေက okay ပေမဲ့ဒီပင်လယ်ပြင်ရဲ့ရေအောက်လိုင်းတွေကအရန်ရှုပ်ထွေးပြီးတဘာဝတန်လိုက်ဆက်ကွင်းအခြေအနေတွေကြောင့်ရေဒါလိုင်းတွေကအောက်ကိုထိုးဖောက်မဝင်နိုင်တာလို့လက်ကြော်ပြီးရှင်းပြနေရရှာပါတယ်ဒီအခြေအနေ